ကဲတိုင်းတို့တစ်ဖက်အနေနဲ့က KM ပါလာမယ်ဆိုရင်ဒီ item တွေနဲ့ကောင်လာကြည့်မယ်ရေတော့ item 3ချောင်းပေါ့ကဲဒီ item 3ချောင်းနဲ့ KM ကိုဘယ်လောက်တစ်ဖက်နိုင်မလဲရှိုးမယ် KM ရဲ့ damage တိုးမလားပေါ့ကဲဒီ item 3ချောင်းကတော့ KM ကိုလည်း damage ကပြန်ပြီးမထိတယ်လို့ KB damage တွေကလည်းနစ်ထွက်နေတာပဲဒါဆိုရင်နောက်ထပ် item 3ချောင်းတိုင်းကို let's go ကဲဒါဆိုရင်ဒီ item 3ခွက်ကောင် KM ရဲ့ damage ကိုခံနိုင်မလားပြီးတော့ KM ကိုယ်တိုင်ရော damage ပြန်ထိမလားဆိုတော့ show မဲတိုင်းကို let's go The higher you fly, the freer you feel. Yes, I was born. ကဲ damage ကတော့ထိတယ် KM ကတော့လုံးဝ damage ပြန်မထိဘူးကဲဒါဆိုရင်နောက်ထပ် item တစ်ချောင်းတိုင်းကို let's go ဒါဆိုရင်ဒီ item 3ခွက်ကောင် KM ရဲ့ damage ကိုခံနိုင်မလားဆိုတော့ show မဲတိုင်းတို့ Space Academy was fun, but this is my call. အိုး Damage. KM ကသူ့ကိုယ်တိုင်တိုင်းတို့တွေးရနည်းနည်းလေးပဲပြန်ကြံခဲ့တထုံးမဲကြံခဲ့တိုင်းတို့ကဲဒါဆိုရင်တော့တစ်ဖက်အနေနဲ့တင်မှာက KM ပါလိုက်ဆိုဘလို့ item နဲ့တစ်ဖက်ရမလဲဆိုတာတိုင်းတို့နဲ့တည်သွားလောက်ပြီးထင်ပါတယ်ဒီဗီဒီယိုလေးကတိုင်းတို့အကျိုးရှိမရှိဆိုတော့ကျွန်တော်အောက်က comment လေးမှာမှန်ဝါခဲ့လို့ရပါတယ်တိုင်းတို့ကဲနောက်ထပ်ဘယ် hero တွေကိုဘယ် item နဲ့ကောင်တာဆန်းပြရအောင်လဲဆိုတော့ကျွန်တော်ရဲ့ comment လေးမှာမှန်သွားပြကြပါအောင်เนาะတိုင်းတို့နောက်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ရမယ်